လင်းငိမ့်ဒီကြောင့်အတန်တော်တော်ကျဲသွားပါ၏သို့တော်လည်းတောကြီးမြတ်မဲဒီကြောင့်ထိုအတန်လောက်ကိုစိုးရင်ပွဲမရှိကောင်းငင်မှာကျဲရောင်ရှိပေမဲ့တစ်ပင်ကြီးများခံနေသည့်ကြောင့်မြေပြင်တစ်ဝိုက်စီတို့အလင်းရောက်မလားအကာအကွယ်ကောင်းတစ်ခု၌စီသူနှင့်ကိုကြီးမောင်ရှိနေကရှေ့တူရူစီမှအုပ်ဖို့ကြီးကိုစောင့်ကြည့်အကဲခတ်နေသည်ကျဲဝန်းသောမြေနေရာကိုအသုံးပြုပြီးတိဆောက်ထားသည့်ကြောင့်အုပ်ဖို့ကြီးဟုသုံးနှုန်းလိုက်ခြင်းဖြစ်ပါသည်မြေကွက်လက်ကျဲကြီးတွင်မိမသွင်းရသေးသောအုပ်အစိမ်းတွေများအားစီကင်းအချောက်လန်းထားသည်ကိုတွေ့ရ၏ထိုဘေးတွင်ထင်းချောင်းများကိုစုပုံကာထားသည်ထိုအရာများ၏နောက်ဘက်မှလူနေတန်းလျာနှစ်ခုလုံးအလုသမားများအိပ်ဆက်နားနေရဖြစ်နိုင်သည်တန်းလျာတစ်လုံးတွင်မန်အိမ်မီးရောင်ကိုမြင်ရသည်မိုင်းညော်ဒီမှာနေရလားနှစ်ဦးရဲ့ကြားယုံလေးတန်းနဲ့ကိုကြီးမောင်ကပ်မေးတော့လာငါပြမယ်မောင်ရဲ့ကိုအားပြုရင်ကိုကြီးမောင်ပြေးထွက်သွား၏စီသူနောက်မှထက်ချက်မကွာပါသွားပါသည်အုပ်ပုံကြီးတစ်ပုံအနီးသို့ရောက်တော့ကိုကြီးမောင်ကတနေရာကိုလက်ညှိုးထိုးပြသည်စီသူလမ်းကြည့်တော့တန်းလျာနှစ်ခုအစုံမှာတစ်လုံးအိမ်လေးတစ်ခုကိုမြင်ရသည်ထိုအိမ်လေးတွေလည်းမိထွန်းနာပါသည်မိုင်းညွန့်ရှိနေသည်လားမသိပါထိုစဉ်မှာပဲကိုကြီးမောင်ကဒီတန်းလျာမှာငါစိတ်ဝင်စားတဲ့လူရှိရကွာဘယ်သူလဲဖိုးထောင်သူမသိပါကိုကြီးမောင်ကတော့အုပ်ဖို့အတွင်းအကျဉ်းချင်းအခါကဖြတ်တန်းဝင်ရောက်ဖူးသူတယောက်လိုတန်းလျာအနီးသို့တိုးကပ်သွားပါ၏တန်းလျာနိုင်ရန်သို့ကြောကပ်မိသည့်ခဏအာပူတယ်အတွင်းမစီမှာအကြောက်အကန်အော်ဟစ်တန်တစ်ခုထွက်လာတော့စီသူမျက်လုံးပြူသွားသည်အတန်ကအားနဲ့၆ကပ်နေပေမဲ့ထိတ်လန့်ပွဲကိုကြီးမောင်ကထရံပေါက်ကြားမှအတွင်းကိုချောင်းကြည့်သည်ဝါထရံမှာအနှဲငယ်ဆွေးမြေ့နေသည့်ကြောင့်တချို့နေရာများတွင်အပေါက်ပြဲများရှိနေသည်စီသူလည်းမနေနိုင်စွာအပေါက်တစ်ပေါက်မှအတွင်းကိုချောင်းကြည့်တော့ပူလိုက်တာလောက်ကြပါအောင်ဗျာပူလိုက်တာကဲကြပါအောင်ဗျာလူတအူပက်လက်အနေထားဖြင့်တစားစားအော်ဟစ်နေသည်ဘေးမှာလူ၃ဦးကဝိုင်းထိုင်နေ၏တဦးကရေဆိုးအဝတ်ဖြင့်အော်ဟစ်နေသူ၏နှစ်ဖူးပေါ်တင်ပေးနေသည်သူတို့နှစ်ဘေးမှာကလုံထွေထားသောဆောင်ပုံကြီးဟမ်အော်ဟစ်နေသူလူနာကိုမြင်တော့စီသူအံ့ဩသွားသည်သူသိနေသည်ထိုလူနာကိုရောဘေးတွင်ဝိုင်းဝန်းပြုစုနေသည့်ပုဂ္ဂိုလ်ကိုရောစီသူအသေးချာသိနေသည်လွန်ခဲ့သောနှစ်ရက်ခန့်ကပင်ထင်ကျော်စီရောက်လာသောလူနာသူတို့ဆရာမိုင်းညိုကိုယ်တိုင်မိုးမလင်းခင်စေကန်းလိုက်ပို့ပေးသည့်လူနာအမည်ကိုမသိပေမဲ့ပြုစုပေးနေသူ၏အမည်ကိုတော့သိသည်ကန်အေးသူ၏မညံမှာဦးမိုင်းညိုခေါ်တံကိုကြားထားဘူးသည်ယခုတော့လူနာနာမည်ကိုပါကိုကြီးမောင်စီကသိလိုက်ရပြီဖိုးထောင်စေကန်းလာပြစဉ်ကကိုရီချစ်တော့ပူကတတိယတစ်ချက်မရတစ်ချက်ဒါပေမဲ့ထင်ကျော်စေစွမ်းဖြင့်ကောင်းကောင်းမွန်မွန်ပြန်သွားခဲ့သည်ယခုမှကအာချမ်းနေလောက်ကြပါအောင်ဆောင်းချုံပေးအာဝိုင်းထိုင်နေသူများကချက်ချင်းပင်ဖိုးထောင်ကိုစောင့်ဖြင့်ဝိုင်းအောင်ကြသည်ခုနကပူပါတယ်ဆိုသောဖိုးထောင်မှာချက်ချင်းပင်တကိုယ်လုံးတုံရင်လာပါ၏ပြီးတော့ခြေတွေလက်တွေတစ်ဖြည်းဖြည်းကွေးကောက်ကမေးချင်းရိုက်နေသည်အယိုးခိုင်အောင်အေးနေသောပုံစံကြည့်နေရင်လည်းစီသူအံ့ဩမိသည်ချက်ချင်းလက်ငယ်အပူအေးပြောင်းလဲသွားပုံကကြောက်မက်ဖွယ်အာအေးတယ်ဆောင်းချုံပေးပါငါ့ဆောင်းချုံပေးကြပါရင်နွေးဆောင်းအုပ်ပေးနေသောတယောက်ထိုင်ရမှနောက်ဘက်ပြေးဝင်သွားသည်ပြန်ထွက်လာတော့အငွေတစ်ထောင်ထောင်ထနေတော့ရင်နွေးခွက်ကြီးကိုလက်မှကိုင်းလာသည်ဖိုးထောင်ရော့ရင်နွေးတောက်လိုက်မင်းအချမ်းပြေသွားအောင်ဟာပေးမြန်ပေးရင်နွေးခွက်ကိုလမ်းယူပြီးအငမ်းမရမောချသည်အနီးနားလူတွေပင်မဟုတ်စီသူတို့နှစ်ဦးပင်မျက်လုံးပြူသွားသည်အာဖိုးထောင်ဆွေးခုန်သွားလေပြီမြင်မြပူသွားသည်မသိပါဇက်ထဲမှာအငွေးတွေပင်ပြန်ထွက်လာကတန်ရည်ဘူးတွေငါတောက်လိုက်တာတန်ရည်ဘူးတွေဖုံးအုပ်ပေးတော့စောင်းတထက်ကြီးကိုကန်ကြောက်ဖြစ်ပြီးမျက်လုံးပြူမျက်စံပြူဖြင့်ငါချစ်မိုးလေကားထောင်ပေးမယ်ပင်လေကိုတရားခင်းပေးမယ်ငါမုန်းရင်တော့ငရဲကိုတော့ပြကြအောင်မီးရှို့ပစ်မယ်တန်ရည်ဘူးတွေပူတယ်သွားကြကြည့်နေရင်လည်းစီသူကြက်သိမ်းများထားမိသွားသည်ဝမ်းတွင်မှဦးတွေပင်ပြတ်ထွက်ကုန်ပြီလားမသိအငွေ့တစ်ထောင်ထောင်ထနေသည့်ရင်နွေးပူများကိုအငမ်းမရတောက်တော့ဖိုးထောင်အခုပါဇက်မှာအငွေ့တွေပြန်ထွက်နေပြီသွားကြငါ့ကိုလာမခေါ်နဲ့သွားကြငါမလိုက်ဘူးတတိလက်လို့ဖြင့်သွေးယူသွေးတန်းអော်နေစဉ်
လက်မောင်းကိုပုတ်လိုက်တော့အထီးတွေကြောင့်စီသူအလန့်တကြားမောကြည့်တော့သွားမယ်ကိုကြီးမောင်စကားကြောင့်ဟမ်ဘာလို့လဲစကားမဆုံးပါကိုကြီးမောင်ကတန်လျာအရှိဘက်စီကိုလက်ညှိုးထိုးပြ၏ခြေတန်းရှိတဲပင်မို့ဝလုံးထောင်များကိုဖြတ်ကာရှေ့ကိုလှမ်းမြင်နေရသည်လူတချို့တဲပေါ်ပြေးတက်လာပါ၏အခြားတန်းလျာမှာအလုသမားများဖြစ်နိုင်သည်ဒီလောက်ဆိုအရေးကဲတီးကိုကောင်းပြီလူတွေများလာပြီးမို့ချောင်းကြည့်နေတော့သူတို့နှစ်ဦးအတွက်စိတ်မချရတော့အိမ်မြလူများကြီးကိုတော့အမတူနိုင်ပါထို့ကြောင့်နေရာမှာအမြန်ခွာရနာရှိတော့သည်အုပ်ပုံအကွယ်ကိုကတ်တော့သူ့နာမည်ကဖိုးထောင်ညီတယောက်ရှိသေးတယ်ဖိုးမောင်နဲ့ဖိုးမောင်ဒီမှာမရှိဘူးဦးတိုက်ညိုချမ်းထဲမှာခမရသူတို့နာမည်တွေအကုန်သိနေတာပဲလားမောင်ရိပ်တွင်မှာကိုကြီးမောင်ပြုံးလိုက်သည်ကိုမြင်ရသည်အကုန်လုံးတော့မဟုတ်ပါဘူးကွာကနောင်တို့နောက်ကိုလိုက်သွားတဲ့73ယောက်နာမည်ကိုပဲသိထားတာအော်ဦးတိုက်ညိုချမ်းထဲက6ယောက်မိုင်းညိုအုပ်ဖို့က9ယောက်သူတို့ကောင်းဆောင်ညီကို2ယောက်ပါပါရင်အားလုံးပေါင်း73ယောက်အခုတော့6ယောက်တည်ပြီးသွားပြီစကားကိုရပ်ပြီးအုပ်ပုံကွယ်မှတန်းလျာဘက်စီတစ်ချက်လှမ်းကြည့်၍ငါထင်ပြောရရင်တော့သူလည်းတိတ်ကြမယ်မထင်ဘူးညင်ရတော့အနေထားရကိုကြီးမောင်စကားကိုညင်ရမရှိပါသူနဲ့ပါဆို9ယောက်မှ4ယောက်ပြတ်ပြီဒီရုပ်ဖို့မှာမိုင်းညုံနဲ့နောက်တစ်ယောက်ပဲကြံတော့တယ်ဟုတ်လားဘာတူလဲစောဖြူသူကဘာမှလဲတဲပေါ်၌ရှိနေမိအထင်နဲ့စီသူမေးလိုက်ခြင်းပါဒါပေမဲ့သူ့တော့မတွေ့တာကြပြီဘယ်ရောက်နေလဲတော့မသိဘူးဒီရုပ်ဖို့မှာမရှိတာလားဘယ်မှာမှမရှိတာဟမ်စီသူအန်အောစိတ်ဖြင့်တခွန်းထပ်မိတော့တင်များသွားတာလားကိုကြီးမောင်စဉ်းစားသလိုငြိမ်သွားသည်တည်င်းတော့မကြားမိဘူးကွာဒါပေမဲ့ပြောလို့လည်းမရအောင်တိုက်ညိုတို့အုပ်စုတည်င်းအုပ်ထားလည်းဖြစ်နိုင်တယ်အဲ့လိုဒါဆိုဒီအုပ်ဖို့မှာဖိုးထောင်ပြီးမိုင်းညိုအလဲပဲအာစီသူနှုတ်မှာအော်တန်တစ်ခုထွက်တော့ကိုကြီးမောင်ထိတ်ပြသွားကဘာဖြစ်တာလဲစီသူကြော်တစ်ချက်မှာဆက်ပြင်းပူလောင်သွားသည်ကျွန်တော်မိချလိုက်တာဒီအုပ်ပုံကြီးကပူနေတယ်ကိုကြီးမောင်ကြပြကြရလက်ဖြင့်ထိကင်မိ၏တကယ်ပင်အုပ်ပုံကြီးကပူနေပါသည်အတွင်းမီရှိသေးတယ်ထင်တယ်ဖြစ်နိုင်ပါသည်အတွင်းမီတငွေ့ငွေ့ဖြင့်နှက်ထားစေအုပ်ဖို့ကြီးထင်၏အုပ်သမားတို့အခေါ်မျိုးရိုးပေါ်ကြောမိမိခဲ့ခြင်းဖြစ်နိုင်သည်ထိုနေ့ညအိမ်အပြန်လန်းတွင်စီသူတဦးရဲ့စဉ်းစားလာမိသည်ကိုကြီးမောင်အဆိုအရ73ယောက်တွင်6ယောက်ကိစ္စပြီးသွားပြီဆို၏ဦးတိုင်ညိုချမ်းထဲမှာ3ယောက်မိုင်းညိုအုပ်ဖို့မှာ3ယောက်ကျန်နေသူ9ယောက်မှာတိုင်ညိုမိုင်းညိုဝေလာဖိုးထောင်ဖိုးမောင်စောဖြူအောင်တို့ဟုကိုကြီးမောင်ထံမှသိလိုက်ရသည်ထို9ယောက်အနက်ယခုဖိုးထောင်မှာအခြေအနေမကောင်းစောဖြူကမတွေ့တာကြားနေပြီဆိုသည်စောဖြူကရောဘယ်ရောက်နေတာလဲသူထင်တယ်လို့တေးများတည်သွားပြီလားဘယ်သူမှမသိအောင်ဦးတိုင်ညိုတို့ဖုံးအုပ်ထားတာလားဒါဆို9ယောက်အနက်တွင်မှ1ယောက်လျော့သွားပြီကြံ6ယောက်ကရောရှေ့လူတွေအတိုင်းတကယ်ပင်တည်ကြမှာလားအကြောင်းမရှိအကြောင်းရှာဘလို့တည်ကြမည်နည်းကျွေးပင်ကိုရောက်စားရတော့ဝမ်းပြက်ပြီးတည်သူကိုပထမဆုံးမြင်မှုသည်ပြီးခဲ့တော့6ယောက်လုံးမှလည်းပြင်ပပယောကတစုံတရာမပါပဲတာမန်တည်ဆုံးမှုများဖြင့်ဇက်သိမ်းသွားခဲ့သည်ဆို၏စဉ်းစားစရာတော့ကောင်းလာ၏ဘာကြောင့်ထို73ယောက်ထဲမှာပင်တယောက်ပြီးတယောက်တည်နေရပါသနည်းတကယ်သာဖိုးထောင်ဆက်တည်သွားခဲ့ပါကကြံသူတွေမှာအတူနီးဘလို့အကြောင်းတွေနဲ့တေပွဲဝင်ကြမှာလဲတကယ်ပင်ကိုကြီးမောင်တန်တရားရှိသလိုကနောင်တို့နဲ့ပတ်သက်နေတာလားရုံးမရတော့ကံကြမ္မာဆိုပါကသူတို့တွေဘလို့ရင်ဆိုင်ကြပါမည်နည်းဘယ်ပုံဘယ်နည်းနဲ့လွတ်လန်းရှာကြမလဲစဉ်းစားစရာတွေတပုံတပင်ယခုဇက်တိုက်တည်ဆုံမှုများသည်ကနောင်တို့နဲ့မပတ်သက်ဘူးဆိုရင်တော့အဘဲကြောင့်ဖြစ်နိုင်မည်နည်းဟုတ်ကောပဋ္ဌာန်းဘမလဲပဋ္ဌာန်းကြီးရောပဋ္ဌာန်းကြီးပဲရောက်သွားလဲလူတစုတုတ်တန်စီရဲ့ရှေ့တွင်ရပ်ပြီးတူပရာစာပဋ္ဌာန်းကြီးကိုရှာနေကြသည်ကျုပ်ဒီမှာကောင်းနေပဲညာဝဲသွား၏ဒါပေမဲ့အတန်နာကြားရပြီးလူကိုမတွေ့ပါဘယ်မှာလဲကွတကြီးကစိတ်မရှိနိုင်တယ်လို့ထအော်တော့တွေ့ရင်ရှာဖို့ဗျဘာကိစ္စဇွတ်အော်နေရလဲတူပရာစာထဲတွင်တော့ဒိတ်ဒိတ်ကျဲတူပရာစာပါပဲသူ့နေရာသူ့ပိုင်နက်ထဲတွင်တော့တရားမင်းစင်းလာလိမ့်မယ်ဒူးတုတ်ထိုင်ခိုင်းမိသဘောရှိသည်အတန်ထွက်ပေါ်ရာအရက်ကိုခံမှန်းပြီးလူတယောက်ကအုပ်ကူပေါ်တက်ကြည့်ကဟိုမောင်မပဋ္ဌာန်းကြီးမှာအဖြူရောင်အုပ်ကူကြီးတစ်လုံးပေါ်ခြေထောက်ကိုချိတ်ပြီးလဲလျောင်းအနားယူနေသည်တကြီးကနီးစက်ရာအုပ်ကူတစ်လုံးပေါ်တက်၍ခါထောက်ကဟဲ့ကောင်ပဋ္ဌာန်းဒီနေ့ရောအမူးပြေပြီလားမနေ့ကလည်းတနေ့ကမူးနေတာလူမန်းသူမန်းတော့မသိတော့လို့ငါတို့ပြန်သွားတာ
ဒီနေ့ရောထုံးစံနိုင်မယ်လားကွာတကြီးစကားဆုံးတော့ပထန်ကြီးမှာစိတ်မတက်မတာပုံစံဖြင့်လဲလျောင်းအနားယူနေရမှာထားသည်ထူးထူးခြားခြားပါပဲပထန်ကြီးကြည့်ရတာအရက်တောက်ထားသည့်လက္ခဏာမတွေ့နေ့စဉ်ရက်ဆက်တောက်ထားမှုကြောင့်မျက်နှာတစ်ပြင်လုံးမှာပြေဖောင်းနေသည်ဒါပေမဲ့အရင်လိုအစီတဝန်းဝန်းမဟုတ်စပင်ပုံစံကအစားအရင်နေ့တွေကလိုစုပ်ဖောက်ပါမဟုတ်ပဲအနှဲငယ်တက်ရက်ကနေသည်အထူးခြားဆုံးတစ်ချက်ရှိ၏အစင်သဖြင့်အရက်ခိုးဝေနေတတ်သောမျက်လုံးနှင့်မျက်နှာကယခုလေးနက်သောအသွင်ကိုစောင့်နေသည်ကျုပ်ခမားတို့စောင့်နေတာခက်ပြက်ပြက်ပြောရင်ပထန်ကြီးမှာအုတ်ကူထက်မှဆင်းလာ၏ပြီးတော့ဂူကြိုဂူကြားမှကွေ့ပတ်၍ဇရက်စီလျှောက်လာကဖိုးပိန်လောင်းမြေချဖို့ကြုံမှတ်ပေးလိုက်တဲ့နေရာကိုသိကျင်လို့ရောက်လာကြတာမလားအေးဟုတ်တယ်မှတ်မိပြီလားခမားပေါက်တူပေးလိုက်တာဘယ်နေရာလဲတယောက်တစ်ပေါက်ဝိုင်းမိတော့ကျုပ်လည်းမိုးလေးနေရအဲ့ဒါကိုထိုင်စင်းစားနေတာတအောက်နေရာမှာအဖြေထွက်တယ်ဟုတ်လားဘယ်နေရာလဲတကြီးအပါဝင်အားလုံး၏မျက်လုံးများဝင်းပသွားသည်မြေနေရာကိုတွေ့ပါကအဆက်မပြတ်လူတင်မှုများကိုရက်တန်းကရက်ပြစ်နိုင်တော့မီမဟုတ်ပါလားလာကျုပ်ပြမယ်ပထန်ကြီးကဇရက်အောက်ခြေမှမြေကြီးကအချို့ကိုမယူကတုတ်တန်အနောက်ဘက်ကိုဆင်းသွားသည်ပြီးတော့ဒီနေရာရဲ့ဟောဒီနေရာရဲ့ဒီတစ်ခုရဲ့ဒီမြေကွက်ရဲ့ပထန်ကြီးလောက်ရက်ကိုကြည့်ပြီးအကုန်လုံးကြောက်သွားကြသည်ပြီးတော့တယောက်ကိုတယောက်ကြည့်ကနားမလည်နိုင်သောမျက်လုံးတွေနဲ့ပထန်ကြီးပြသည်ကမြေတနေရာတည်းမဟုတ်ဟဲ့ကောင်မင်းယူသွားပြီလားဦးစိတ်တို့တကြီးမှတီးမခံနိုင်တော့ပဲငါတို့သိကျင်တာဖိုးပိန်တွေမြေနေရတစ်ခုတည်းအခုဘာလာပြနေရလဲခမများတို့သိကျင်တဲ့မြေနေရပဲလေဘာဘလို့ဒီနေရာတွေကတယောက်တစ်ပေါက်ဆူညံသွား၏ပထန်ကြီးကတော့သူမဟုတ်တလို့မျက်နှာသေးလေးနဲ့ဘာကွာမင်းက၄နေရာတော့မှတ်ပေးလိုက်တဲ့သဘောလားတကြီးအမေကိုမဟုတ်ကျုံမှတ်ပေးလိုက်တာတော့တခုတည်းဒါပေမဲ့ဘယ်နေရာမှတိတိကျကျကျုံမမှတ်မိတော့ဒီ၄နေရာတွေကတခုပဲဆိုတာကိုသိကြတယ်ဟောအကုန်လုံးပါဇက်ဟောင်းလောင်းပွင့်သွားတော့သည်ပထန်ကြီးကိုကြည့်ပြီးမယုံကြည်နိုင်သလိုနားမလည်နိုင်သလိုပထန်ကြီးဤသို့လှုပ်လိုက်မိဟုသူတို့လုံးဝထင်မထားခဲ့ပထန်ကြီးကတော့ရိုးသားမှုအသွင်တံကိုအပီပြင်းယူထားလေသည်ဒေါသချောင်းချောင်းထွက်လာသူတကြီးကတော့မင်းဒါတမင်တက်တက်ငါတို့ဒုက္ခရောက်အောင်လုပ်နေတာမလားအရက်တော့မထားလို့လားမသိသူ့ကိုစူပူမှန်မဲနေပေမဲ့ပထန်ကြီးမှအေးဆေးနေသည်တုံ့ပြန်ပြောဆိုသောစကားတွေမှလည်းအေးအေးချမ်းချမ်းခတ်တာပဲကျုပ်လေလူဗျတိမ်မာတော့ကြောက်တယ်ခမများတို့စီကလူသေးဆက်ကွင်းကျုပ်စီရောက်မလာလို့ဘသူပြောရဲလေလူသေးတာတွေမရက်တွေ့ရကျုပ်လည်းကိုယ့်လက်ဘယ်တော့ရောက်မလဲဆိုတာစိုးရိမ်နေတာဒီကတ်ဆိုးကြီးကိုကျုပ်လည်းရက်စေချင်တာပေါ့အဲ့ဒါကြောင့်တမန်နှလုံးထိုင်စင်းစားနေတာကျုပ်အရန်ကြိုက်ပါတယ်ဆိုတဲ့အရက်တောင်တောက်မထားဘူးကျုပ်နေရလဲဝင်ကြည့်ကြအောင်ဖိုးပိန်သေးတာ2လပြည့်တော့မယ်နေတိုင်းအရက်တောက်နေသူတယောက်ရဲ့အုံနောက်ကအဲ့လောက်ထိမှတ်ညံထက်နေနိုင်မှာမလားပထန်ကြီးစကားကိုမြည်သူမြဝင်မထောက်ပါသူ့ဘက်ကကြည့်လေအပြစ်မဆိုတာဒါပေမဲ့၄နေရာဆိုတာကြီးကတော့မဖြစ်နိုင်ဘူးဟဲ့ကောင်မင်းတမင်တကလောက်ကြံပြောနေတယ်လို့ပဲငါမြင်တယ်တကြီးကလည်းမလျှော်ယုံတာမယုံတာခမများတို့အပိုင်းပဲကျုပ်လည်းဒီထက်ပိုပြီးဘာမှမလုပ်ပေးနိုင်ဘူးဒါဆိုအเจ้าမဲ့လူ၄ယောက်ထပ်သေးပေးရမှာလားအဲ့ဒါသေးမဲ့လူတွေအပိုင်းလေကျုပ်နေမှမဆိုင်ဘူးဒါမဲ့ဒီထဲမှာကျုပ်ပိုင်လဲပါနိုင်တယ်ခမများလဲပါရင်ပါလိမ့်မယ်ဘာကွာအန်ကျိတ်တန်နဲ့ထအော်သည်တဘောကိုပြောတာပါကျုပ်လည်းဘသူ့မှတော့အเจ้าမဲ့မသေးသေးချင်းအဲ့လိုဆိုဘာလို့၄နေရာခွဲပြောတာလဲကွာကျုံမှတ်မိတဲ့လောက်ပြောပြရလေတနေရာပဲအတိအကျမှန်အောင်ပြောဆိုရင်တော့ကျုံမပြောရဘူးမှန်ရင်မှန်ကောင်းမယ်မှားရင်ကျုပ်တောင်းမယူနိုင်ဘူးပထန်ကြီးစကားကလူအုပ်ကိုညင်းမရအောင်ကြိုးတုပ်ပစ်လိုက်သည်သူ့ဘရာသာတယောက်အနေနဲ့မကြောက်မရွံ့ပြောရဲဆိုရဲသောစိတ်ဓာတ်ကိုတော့ချီကျူးရပေမည်ပြောသွားသည့်စကားတွေကလည်းတစ်ဖက်လူလှုံမရချိုးတောင်းမဆိုတတ်ပေမဲ့သူ့ဘက်ကိုတော့လုံအောင်ပြောတတ်သည်တုတ်တန်ရဲ့အနောက်ဘက်ခြမ်းမှာပထန်ကြီးချပေးထားသောမြေကြီးကလေးလုံးကနေရာလေးခုကိုကိုစားပြုလျက်ရှိနေပါသည်ပထန်ကြီးမှာတော့တာဝန်တစ်ခုထမ်းဆောင်လိုက်ရသလိုပေါ်ပါသွားသောဟန်ပန်ကိုတွေ့ရ၏လေးလံသွားရသည်ကရွာသားအပေါင်းတို့ပါပဲရွာကထွက်လာတော့ကလို့ထက်တန်မှုတွေမရှိတော့ပဲစိတ်တက်ကြသွား၏မြေကြီးကလေးလုံးအောက်မှာနေရာလေးခုကိုကြည့်ပြီးလဲတမကိုစီချမိကြသည်ငါတို့လက်ရဘဲတော့လဲစသည့်အတွေ့တွေစိုးရွံ့မှုတွေဖိစီးမှုတွေနဲ့အားပြတ်ညှိုးလျော့သွားကြလေသည်တော်တော်နဲ့စကားမဆိုနိုင်ကြတော့အချို့ဆိုမတက်ရက်ဖို့ပင်မစွမ်းတာတော့ပဲမြေတွင်ဖိနိုင်ကြသွားကြသည်အတော်ကြီးကြမှာဒီ၄နေရာတော့သိကြတယ်ပေါ့
အဲ့ဒါတော့ကျုပ်အသက်နဲ့ထပ်ပြီးတာဝန်ယူတယ်ရွာသားတွေတုတ်တန်တွင်မှတရွရွထွက်သွားကြသည်အနောက်ဘက်ရုံဝန်တစ်ခုမှာမြေကြီးပုံ၄ပုံကိုတွေ့ရပါ၏တကြီးရဲ့ခိုင်းစိန်မှုဖြင့်ရွာသားများတည်ယူစုပုံသွားကြခြင်းမှာယခုတခါတော့သူတို့မြင်နေရလုံးဝအမှားမခံနိုင်တော့ပထန်ကြီးကတော့တရွရွထွက်သွားကြတော့ရွာသားများကိုကြည့်ရင်ကောင်းရမ်းကန်နေပါသည်ထိုစဉ်မှာပဲလွန်လုံးနဲ့မထင်မိဘူးလားဗျာပထန်ကြီးဦးကောင်းဆက်ခနဲ့လဲသွားစဉ်လေးနေရဆိုလူ၄ယောက်ပေါ့အော်အတန်ပိုင်ရှင်ကိုတွေ့တော့ပထန်ကြီးကကြီးထစ်ထစ်အပြုံးတစ်ခုကိုပြုသည်ဘယ်တော့ရောက်နေရလဲခုနရတယ်မင်းလည်းမယုံဆိုပါတော့ယုံညင်ပါတယ်ဒါပေမဲ့လေးနေရဆိုတာကြီးကနည်းနည်းများနေသလားလို့ပထန်ကြီးကသူ့စကားကို6ကက်ကက်ရေတန်းဖြင့်တုံ့ပြန်ကဒီမှာကောင်းလေးမင်းငါနေရဝင်ကြည့်စမ်းနေရာတစ်ခုကိုပဲငါရွေးပေးလိုက်တယ်ဆိုပါစို့အဲ့ဒီနေရာမှာအလောင်းကျသွားရင်လူသေးတာရက်သွားမယ်လို့မင်းအာမခံနိုင်လားမခံနိုင်ဘူးအေးနေရာမှန်ရောက်သွားပြီးတာတောင်လူတွေထပ်တည်နေဦးမယ်ဆိုရင်ရောအဲ့ဒီကိစ္စကြီးတစ်ခုလုံးမင်းတာဝန်ယူနိုင်မလားမယူနိုင်ဘူးဒါပဲပေါ့ကွာလူဆိုတာကိုလုံအောင်ကာတတ်ရတယ်ကွာတကယ်တော့ခုနကပြပေးခဲ့တဲ့၄နေရာလုံးကငါစဉ်းစားလို့ရသမျှနေရာတွေပဲရွာသူရွာသားတွေဒုက္ခရအောင်လုပ်တာမဟုတ်သူတို့တွေကြောက်ရွံ့ထိတ်လန့်အောင်တမင်ချောက်တာလည်းမဟုတ်ငါအုံနောက်ထဲမှာတကယ်ပဲဖိုးပိန်အတွက်မှတ်ပေးလိုက်တဲ့နေရာတွေမမှတ်မိတော့တာနေရာတွေတစ်ခုနဲ့တစ်ခုကဝေဝါးနေတယ်လေတေချာတာတော့ဒီ၄နေရာတွေကတစ်ခုပဲကွာအဲ့ဒါတော့ငါလုံးဝပြောရဲတယ်ခဏတကယ်ပြောနေတာပေါ့6ကက်ကအော်ရဲပြန်ပါသည်ငါလဲလူသားတယောက်ပါကွာသူ့ဘရာသာလုံနေရပေမဲ့လူပုံမှာဝင်စားရဖို့အတွက်ဘလောက်ခက်ခဲတယ်ဆိုတာနားလေပါတယ်ဘသူ့မှာအကြောင်းမဲ့မသေးသေးချင်းမအောင်စီသူအုတ်ကူပေါ်မှာခုန်ဆင်းလိုက်သည်သူရောက်နေတာမကြသေးပေမဲ့အားလုံးကိုနားလေခဲ့သည်ရွာသားတွေတော့သူ့ကိုမြင်မသွားခဲ့ပါငါတကယ်စိတ်မကောင်းပါဘူးကွာငါပြပေးတဲ့နေရာတွေကိုကြည့်ပြီးသူတို့တော်တော်စိတ်ထက်ကျသွားကြတယ်အခုဆိုသူတို့တွေကတဆင်တရွာလုံးဒီတည်င်းကြပြီးထိတ်လန့်ကုန်ကြတော့မယ်ပထန်ကြီးကတကယ်ပင်စိတ်မကောင်းဟန်နဲ့ပြောပါသည်ကျွန်တော်ဆိုရင်တော့အဲ့လောက်ကြောက်မိမှာမဟုတ်ဘာလို့လဲဆိုတော့အခုတေးပြီးသွားတဲ့လူတွေကိုလေးလာကြည့်ရင်ဦးတိုက်ညိုတို့ညီကို2ဦးရဲ့တပည့်တွေကြီးပဲဖြစ်နေတာတွေ့ရတယ်အပြင်ရွာသားတယောက်မှမပါသေးဘူးတေချာစဉ်းစားကြည့်ရင်ကြောက်ဖို့လူမယ်မထင်ပါဘူးဗျာဟာလူဆိုတာကြောက်တတ်တဲ့အမျိုးကကောင်းလေးရကိုနဲ့ဆိုင်လဲကြောက်တယ်မဆိုင်လဲကြောက်တယ်ကြောက်စရာမဟုတ်တာကိုလည်းအတိတ်ပဲမဲ့ကြောက်နေတတ်တယ်အဲ့ဒါလူတဘာဝပဲဒါကြောင့်လည်းအကြောက်တရားနဲ့နှိပ်စက်မှုသူတို့အချိန်ပြည့်ခံနေရတာပေါ့စီသူငြိမ်မိသွားသည်ပထန်ကြီးကိုလည်းတော်တော်အံ့ဩမိ၏အမှုသမားတယောက်ရဲ့နှုတ်မှာယခုလိုစကားတွေထွက်လာခြင်းကိုလည်းမယုံနိုင်အောင်ဖြစ်မိသည်နောက်တစ်ခုကတော့အယူသီးတာပဲအမှန်လူတွေမှုတွေကတင်းချိုင်းမှာမြင်နေရမှားတာနဲ့ဘာမှမဆိုင်ဘူးဒါမဲ့ဒီမြင်နေရမှားတာလို့ရွာမှာကတ်ဆိုးကြတာကိုသူတို့ယုံကြည်နေတယ်သူ့မြင်နေရမှန်ကိုပြန်ရောက်သွားရင်ဒီကတ်ဆိုးကြီးကတေချာပေါက်ရက်သွားလိမ့်မယ်လို့ဘယ်သူပြောနိုင်လဲဘယ်သူတာဝန်ယူနိုင်လဲစီသူငြိမ်ကာနေစေပြောစရာစကားမရှိသလိုပြောခွင့်လည်းမရလာခဲ့ဒါပေမဲ့လိုအပ်သောမေးခွန်းတစ်ခုကိုတော့မေးလိုက်သည်ဒါဆိုဘာလို့ခမရနေရရွေးပေးလိုက်လဲလုံးဝမဖြစ်နိုင်ဘူးလို့ပြောလိုက်ပါလားပထန်ကြီးကဟာခနဲ့တစ်ချက်ရဲသည်ယုံကြည်မှုဆိုတာလွယ်လွယ်နဲ့ဖြတ်ရခက်တယ်ကောင်လေးကမှားမှန်တည့်ရနဲ့ကိုလှည့်စားပြီးအမှန်လုံနေတာလေလူတဘာဝပဲလေကွာပြီးတော့တခွန်းဆက်ပြောသည်မင်းကငါတခုထပ်ပြောလိုက်အောင်မယ်အခုလိုလူတွေအဆက်မပြတ်သေးနေမှုမှလည်းသူ့တဘာဝနဲ့သူရှိနေသေးတယ်ဘယ်လိုလုပ်ကြမလဲအကိုကြီးငါတို့ဒီကောင်တိတ်မသိငါကျင်တော့ပထန်ကြီးဟုတ်လားအေးအပြင်မှာအတန်တခုကြားရ၍တင်းတကားမှာမိုင်းညိုကောင်ထွက်ကြည့်သည်ရှင်းနောက်ဝဲရအလိလာအကဲခတ်၍စိတ်ချသွားတော့မှတကားကိုတေချပြန်ပိတ်သည်အခန်းထဲတွင်သူတို့ညီကို2ဦးမှလွဲ၍မြည်သူမှရှိမနေကြပါတကားပိတ်လိုက်ပြီးမို့သူတို့2ဦးပြောစကားများကိုလည်းတခြားလူများကြားမှမပူရတော့ငါတို့ဘယ်နှယောက်ကြံသေးလဲ9ယောက်နေရရော4နေရဦးတိုင်ညိုတက်ပြင်းကိုချ၍3ယောက်လွတ်မယ်ပေါ့အဲ့လိုဖြစ်နေတာပေါ့4နေရဖြစ်သွားတာ哦အကိုဖြစ်သူ၏ခြေရင်းတွင်ထိုင်ကမေးသည်များကိုမိုင်းညိုကျိုးကျိုးနုံနုံပြန်ဖြေပေးနေသည်ဦးတိုင်ညိုကောင်းတဲ့ဆက်ဆက်ငိမ့်ကမတက်နိုင်ဘူးလေလွတ်တဲ့သူတွေတဲ့ငါတို့ပါအောင်ပဲလောက်ရတော့မှာပေါ့ဘယ်လိုလုပ်မှာလဲဦးတိုင်ညိုမျက်လုံးတို့ဝင်းတောက်သွားလေသည်လွှဲပါတယ်ထုံးစံတိုင်းပေါ့ထိုနေ့ညနေခင်းတွင်ဦးတိုင်ညိုအတွက်ဝမ်းသာပွဲတည်င်းတစ်ခုကိုကြားရသည်ဖိုးထောင်တေးလေပြီအဖျားကြီးပြီးတတိလစ်သွားရမှအသက်ပြန်မလဲလာတော့ဟုသိရသည်4နေရာတွင်တနေရာသာတော့ပြီးလေပြီ
ကြံ3နေရအတွက်ကတော့ညတညကတစားတစားအမောင်မိုက်တိတ်ဆိတ်လာသည်ပတ်ဝန်းကျင်မှာပစင်းရင်ခွဲတန်ပိုးကောင်မောက်ကောင်တွေရဲ့အော်ဟစ်တန်တွေစူးစူးညံ့ညံ့နေ၏တိမ်ဖုံးသောလာမိုင်းညတညဖြစ်သည်မှောင်နေပေမဲ့တချောက်ပင်ကြီးတစ်ပင်ဤရက်တီမှုကိုတော့ဝေဝေဝါးဝါလှမ်းမြင်နေရပါသည်တွေးပင်ရွာဘက်စီမှာခွေးဟောင်တန်များကိုလည်းတစ်ချက်ကြားရ၏ဒီအချိန်ဆိုတရွာလုံးတုတ်တုံများမလှုပ်ရအောင်ကြောက်ရွံ့နေပေလိမ့်မည်ဇက်တိုက်တည်ဆုံမှုများမှာညနေကပင်ခရီးဆက်သွားခဲ့ပြီမဟုတ်ပါလားဖိုးထောင်အပါအဝင်9လောင်းရှိသွားပေပြီကြံ3နေရအတွက်သူလားငါလားခြောက်ချားနေကြတော့မည်ဥတိုက်ညိုတပည့်များဆိုလျင်နေစရာတောင်ရှိလိမ့်မည်မဟုတ်တော့ဒါပေမဲ့လူ2ယောက်ကတော့ကြောက်ရွံ့ထိတ်လန့်ခြင်းမဲ့စွာ6တွေ့တောင်ကုန်းအနီးတစ်ဝိုက်တွင်ခြေကုပ်ယူရပါသည်တစုံတရာအားလာရောက်စောင့်မျှော်နေခြင်းဖြစ်ပါသည်စီသူနှင့်ကိုကြီးမောင်၏နှုတ်ထွက်စကားအရ73ယောက်အုပ်စုစီမှာတယောက်တည်ပြီးတဲ့ညတိုင်း6တွေ့တောင်ကုန်းကမီးတောက်သည်ဟုဆိုရ၏ထိုမီးရောင်ကိုစောင့်ကြည့်ရန်စီသူစိတ်အားထက်သန်လျက်ရှိနေပါသည်ကိုကြီးမောင်ကတော့တိတ်ဆိတ်ဝင်စားပုံမရဒါပေမဲ့သူစတင်ခဲ့သောအကြောင်းအရာဖြစ်ခဲ့သည့်ကြောင့်မလိုက်မဖြစ်လိုက်လာခဲ့ရခြင်းဖြစ်သည်သူတို့ရှိနေတာက6တွေ့တောင်ကုန်းကိုကောင်းစွာမြင်နိုင်လောက်သည့်တောရင်းတနေရာကိုကြီးမောင်ကထုံးစံအတိုင်းတစ်ပင်ကြီးတစ်ပင်ကိုမှီပြီးဆက်လက်ဖွာနေသည်စီသူကတော့မြေတွင်ဝင်းလျားမောက်က6တွေ့တောင်ကုန်းကိုမမိတ်မတုံစောင့်ကြည့်လျက်ရှိနေ၏သူတို့အနီးဝန်းကျင်မှာတစ်ဝါပေါ်၍ခြုံရွယ်ပိတ်ပေါင်းများထူထပ်လျက်ရှိနေသည်နာရီကိုကြည့်တော့9နာရီခွဲဘယ်အချိန်မိထတောက်မိမသိတာလာနဲ့တပ်ပူတို့ကြုံခဲ့ရစဉ်ကတော့တကောင်လွဲကြော်ပြီးဟုသိရသည်ထို့တိုင်းဆိုရင်အချိန်မှစောနေပါသေး၏ဒါပေမဲ့တတိပြက်လို့တော့မရတအောင်ကြတော့ကောင်းလေငါအိတ်ချင်လာပြီတစ်ပင်မိထိုင်နေရမှာကိုကြီးမောင်ဆိုတော့ရတယ်အိတ်လေကျွန်တော်ပဲစောင့်နေလိုက်မယ်ကိုကြီးမောင်ကသူ့ကိုစိတ်ပြက်စွာတစ်ချက်လှမ်းကြည့်သည်ပြောမရလဲနေပေါ့ကွာဟူသည့်ပုံစံမျိုးပြီးတော့စူးစမ်းကြည့်ပေါ့ကွာငါကတော့မင်းတညလုံးနေနိုင်လိမ့်မယ်မထင်ဘူးစီသူပခုံးတွန်းမိလိုက်သည်စမ်းကြည့်ရတာပေါ့ဗျာထို့နောက်ကိုကြီးမောင်မှတစ်ပင်ကြီးကိုမှီပြီးတိတ်ဆိတ်သွားသည်တအောင်ကြတော့တခုခုဟောက်တန်များပင်ထွက်လာသည်ကိုကြီးမောင်လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားလေပြီစီသူမှာတော့ဘယ်ချိန်မီးတောက်လာမှလဲဘယ်လိုတောက်လာမှလဲတညလုံးပဲမီးရောင်ထွက်နေမှလားဒါမှမဟုတ်ခဏတက်ဖြုတ်လားမိကုန်းနဲ့အားလုံးရဲ့အဖြေမှာမကြလာတော့အချိန်ကာလတစ်ခုတွင်စောင့်ကြိုနေသည်အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာသည်ညှင်းနှက်လာလေပိုးကောင်မွားကောင်တွေရဲ့အော်မြည်တန်တွေကစူညံလာလေထိုအခိုက်မှာစူးကနေမှုရင်းတဲ့တစ်ချက်ကိုရလိုက်သည်ကြက်သိန်းတွေဖြိုးဖြိုးပြင်းပြင်းတီးသွားပါသည်ခေါင်းထောင်ကြည့်တော့အရာအလုံးကထူးခြားမှုမရှိနောက်ထပ်တစ်ကြိမ်ထပ်ရှူကြည့်ပြီးတော့မှုရက်နံမှာဖျောက်သွားလေသည်လေးနဲ့အတူမျောလွင့်လာသောပန်းငင်တစ်ခုစီမှာအနံ့အသက်ဖြစ်နိုင်ပါသည်ထူးဆန်းသောကိစ္စတစ်ခုမဟုတ်သည်မို့ဘာတိဘာသာပဲနေမိလိုက်သည်ဒါပေမဲ့တိတ်မကြပါထိုမွေးရဲနံမှာကျွန်တော်အနီးဝန်းကျင်တို့နောက်တစ်ချိန်ပြန်ရောက်လာသည်ဒီတစ်ခါမှာတော့ရီဝဝေတစ်ချက်ဖြစ်သွားသည်တတိရှိနေသည့်ကြောင့်ခေါင်းကိုဆွဲခါဖြစ်တော့ပန်းရနံများပုံမွှေးလာသည်တမဟုတ်ချင်းခန္ဓာကိုယ်ကလေးလံကျသွား၏ပြီးတော့အလိုလိုအိတ်ချင်လာသည်ခေါင်းကိုနောက်တစ်ချိန်ခါရမ်းပြစ်လိုက်ပေမဲ့ခဏသာရပါ၏အိတ်ချင်စိမ့်များကအင်းနဲ့အားနဲ့ကြီးဆိုးလာကဘလို့မှထိမရတော့ပဲတစ်ချက်ငိုက်ကျသွားသည်နှာခေါင်းတွင်းမှာကမှုေးနေစေအသက်ရှူလေမှုေးလေအတိညာဉ်တို့ဝေဝါးလာလေမျက်လုံးတို့လေးလံလာလေနောက်ဆုံးတော့ကောင်းလေထတော့လက်မောင်းကိုဆွဲလှုပ်လိုက်သည့်ကြောင့်အလန့်တကြားထထိုင်လိုက်သည်ကျွန်တော်ညစကားကိုရပ်ပြီးပတ်ဝန်းကျင်ကိုလေ့လာကြည့်တော့မိုးလင်းကစားမနက်ခင်းတစ်ခုသူ့ကိုကြည့်ကကိုကြီးမောင်ကဟက်ခနဲရဲလိုက်သည်ဘယ်လိုလဲကွညမီးထားတော့တာတွေ့လိုက်ရလားကိုကြီးမောင်ရဲ့ခနဲတက်တဲ့စကားတွေကြောင့်ကိုရှက်သွားမိသည်ညကဘာဖြစ်သွားလဲတန်တရားဖြစ်ဖွယ်မရှိပါကိုကြီးမောင်နိုးမှနိုးလာတော့အိတ်ဆက်မှုကတက်သေးကံဖြစ်နေသည်ကျွန်တော်မတွေ့လိုက်ဘူးအိပ်ပျော်သွားတာမလားကောင်းငိမ့်ပြတော့ငါပြောသားပဲဟူတော့အတိတ်ပဲပါသည့်မျက်ဝန်းတစ်စုံသူ့ထံရောက်လာသည်မင်းကငါပြောတာမှမယုံမဲဟုတ်ကွတေချာစောင့်ကြည့်ရင်မတွေ့ပါဘူးလို့ကိုတွေ့ကြုံရပြီဆိုတော့ထောက်ခံဖို့သာရှိတော့ပါသည်တော်တော်လဲအံ့ဩမိ၏ဟုတ်တယ်နော်စောင့်ရင်နဲ့အလိုလိုအိတ်ချင်လာတာဘလို့မှထိမရတော့အိတ်မပြောခင်ဘာထူးကြသေးလဲထူးကြတယ်ဗျကိုကြီးမောင်အိတ်သွားတော့တိတ်မကြလိုက်ဘူးမှုရင်းတဲ့တခုရတယ်ပထမတစ်ခေါက်တော့ဘာမှမထူးကြသလိုပဲနောက်တစ်ခါလဲထပ်ရောက်လာတော့ဘလို့မှမထိနိုင်တော့ဘူးဗျာအလိုလိုအိတ်ပျော်သွားတာ
ကိုကြီးမောင်ကမထူးဆန်းသောကိစ္စတစ်ခုလိုပေါ့ပေါ့ပါပါပဲနားထောင်နေသည်ပြီးတော့ပန်းနဲ့မွေးရမလားဟုတ်တယ်ကောင်းတဲ့ဆက်ဆက်ညိတ်ပါသည်ပုံစံကြည့်ရတာကိုကြီးမောင်လည်းကျွန်တော်လိုပင်ခံထားရဘူးပုံပေါ်သည်ထိုစဉ်မှာပဲလဲလန်းချောင်းစီလမ်းကြည့်ပြီးကိုကြီးမောင်မျက်မှောင်ကျုံသွားသည်ပြီးတော့ထိုင်ရမှစက္ကနဲ့ခုန်ထားကညမထူးကြပါမယ်အခုတော့ထူးကြပြီကောင်လေးနောက်လဲကြည့်စဉ်မှာတွေ့လဲရသည်ကမြင်းတစ်ကောင်နဲ့လူတစ်ယောက်မြင်းစီလာခြင်းတော့မဟုတ်မြင်းမော်တွင်တတိလက်လွတ်လဲကြပါလာခြင်းဟာသူတို့နှစ်ဦးကြပြကြရပင်လဲလန်းချောင်းပေါ်ပြေးဆင်းကအနီးရောက်တော့ဟာအောင်တိုးမြင်းမော်မှလူကိုကြည့်ပြီးကိုကြီးမောင်ကတအံ့တအောရေရွတ်သည်အောင်တိုးဟူသောအမည်ကိုကြားတော့စီသူမျက်လုံးပြူသွားပါသည်ဒါပေမဲ့ကြပြကြရပင်စက်ကြိုးဆွဲကမြင်းကိုငြိမ်အောင်ထိန်းထားလိုက်၏လေဘင်းကိုပုတ်ပေတော့ထိတ်လန့်ခြင်းအလျင်မရှိပဲမြင်းလေးမှငြိမ်သွားသည်ဒီတော့မှအောင်တိုးကိုတေချာကြည့်မိ၏ထိုးကျိတ်ခံရမှုကြောင့်မျက်နှာမှာအညိုမဲဆွဲကမြင်းကြောပေါ်တွင်မှောက်လျက်အနေထားနှင့်အယုတ်ကျိုးပြက်လက်မောင်းကိုကင်ကကိုကြီးမောင်ကအနှဲငယ်လှုပ်ဆန်းကြည့်၏တကယ်ပင်တတိမရှိပါနှာခေါင်းကိုလက်ဆန်းကြည့်တော့အသက်တော်ရှူတယ်တတိလစ်နေတာနောက်တစ်ချိန်လှုံရမ်းကြည့်စဉ်မှာအိတ်တွင်းမှစာတစ်စောင်ပြုတ်ကျလာသည်မြေပေါ်ကျသွားသောစာကိုကြပြကြရကောက်ယူဖတ်ကြည့်လိုက်စဉ်မှာဟင်းမယုံကြည်နိုင်မှုအံ့ဩတုန်လှုပ်မှုတွေကိုကြီးမောင်မျက်နှာမှာအတိုင်းထက်လွန်ဖြစ်ဖြတ်သွားတော့ဘာစားလဲစီသူဖြတ်ခနဲ့ဆွဲယူကြည့်လိုက်ရအရက်မူးလွန်လျင်တတိလစ်လျင်ခွေးကြိုက်လျင်ရေလောင်းရသည်ဟုကြားဘူးသည်အခုမရသေးဘူးဆရာကြီးနောက်တစ်ပုံးထပ်လောင်းစမ်းမနက်မိုးလင်းပြီးချိန်တိုင်းဦးတိုင်းညိုခြံဝန်းကြီးတစ်ခုလုံးပေါ့ပွက်ညံသွားသည်မြင်းတစီနဲ့လူတစ်ယောက်ခြံဝန်းသို့ဝင်ရောက်လာခြင်းမှအစာပြုလိုက်သည်ဦးတိုင်းညိုတပည့်တဦးဖြစ်သူအောင်တိုးမှာမြင်းကြောပေါ်တွင်တန်ရာပရက်ပွားနဲ့ပါလာ၏ဦးတိုင်းညိုမှာတပည့်ဖြစ်သူအားကြည့်ပြီးမေကျော်ကြီးများထောင်ထအောင်ဒေါသထွက်နေသည်ဘသူလက်ချက်နီဒီနယ်တကြောတွင်သူ့ကိုအန်တူးဝန်သူမရှိတောက်ခတ်တန်ကြတော့အားလုံးကုန်းယုံကအောင်တိုးတတိယရင်ကြိုးစားကြသည်ထိုစဉ်မှာပဲနာနတ်နေသူတယောက်ကအောင်တိုးအိတ်ထဲမှာစာတစ်စောင်တွေ့ပါတယ်ဆရာကြီးယူခဲ့သားအန်ဂျေလီယာမှာအမိန်ပြီးတော့တပည့်တဦးမှလက်တွင်းမှစာတစ်စောင်လာထည့်ပေးသည်စာကရေပင်တော်တော်ဆုံနေပြီးဖြန့်ကြည့်လိုက်တော့ဦးတညိုခမားအပြစ်တွေကိုအမြန်ဆုံးဝန်ခံပါမဟုတ်ရင်ခမားလူတွေတယောက်ပြီးတယောက်မရဏလမ်းကိုလိုက်ရလိမ့်မယ်အားလုံးရဲ့အဆုံးသတ်မှာခမားအလှဲ့ပဲငါချစ်ရင်မိုးလေကားထောင်မိမယ်ပင်လေကိုတတားခင်းမိမယ်ငါမိုးရင်တော့ငရဲကိုတောင်ပြကြအောင်မီးရှို့ပစ်မယ်ကနောင်စာဆုံးသွားစဉ်၌ဦးတိုက်ညိုလက်သီးကိုကြစ်ကြစ်ပအောင်ဆုပ်ကမှိုင်းညိုပမာလဲအကိုလေးအုပ်ဖို့မှာပါဖိုးထောင်အားသူပါအတွက်အလှုပ်ရှုံနေပါတယ်အမြန်သွားခေါ်ကြသားချက်ချင်းပင်မြင်းကိုတုံးဆိုင်၍လူတစ်ယောက်ထွက်သွားသည်တနင်္လာဝန်းကျင်လောက်ကြာပြီးတော့ခြံဝင်းကိုမြင်းနှစီပြန်ဝင်လာသည်မှိုင်းညိုပါလာချေပြီးမြင်းပေါ်မှာဆင်းဆင်းချင်းအကိုပြစ်သူနာတိုးကပ်သွားတော့ဒါဘလို့ဖြစ်တာလဲဖြစ်ပေးလိုက်တော့စာရွက်ကိုဖမ်းယူကြည့်ရှုပြီးသွားသည့်နောက်မှိုင်းညိုမျက်နှာအယောင်တစ်ချက်ပြောင်းသွားပါသည်ပြီးတော့ခြံတွင်းမှာရက်နေသူများကိုတစ်ချက်အကဲခတ်ပြီးအိမ်ထဲမှာပြောတာပိုကောင်းမယ်ထင်တယ်ကိုကြီးအိမ်ဝတွင်လူတွေစုယုံဖြစ်နေသည်ထိုအထဲမှာလူတစ်ယောက်အရဲကိုကအိမ်တွင်းဝင်သွား၏ဝေလာကိုမြင်တော့ညီကိုနှစ်ဦးပြောစကားတို့ရပ်တန့်သွားကဘာကိစ္စလဲဦးတိုင်ညို၏မာထန်အမေကိုအောင်တို့တတိရပါပြီဆရာကြီးအဲ့ဒါကိုလာအကြောင်းကြားတာပါခေါ်လိုက်မကြခင်မှာဖူးညိုပြရောင်နေသောလူတစ်ယောက်အိမ်တွင်ခက်ကုတ်ကုတ်ဝင်လာသည်တခင်နှစ်ဦးရှေ့ရောက်တော့ဒူးတော့ကအယိုသေးပေးသည်ဘယ်လိုဖြစ်တာလဲအကိုအစားမိုင်းညိုကဝင်ပြီးတော့ညအကိုလေးအုပ်ဖို့ကအပြန်မှာဖြစ်တာပါအကုန်ပြောစမ်းဒီလိုပါဖိုးတောင်ကိစ္စတွေလုပ်ပြီးတော့ည7 နာရီထိုးပါပြီခြံထဲကအလုပ်တွေရှိသေးတာနဲ့အုပ်ဖို့မှမအိတ်တော့ပဲပြန်ခဲ့တာလမ်းမှာတိုက်ခိုက်ခံခဲ့ရတယ်ဘယ်နေရာမှာလဲဘယ်နှစ်ယောက်လဲမိကုန်းနှစ်ခုကပြိုင်တူလိုထွက်သွားခဲ့သည်အောင်တို့ကကောင်းကောင်းလျက်မှဦးတိုင်ညိုမိကုန်းကိုအရင်ဖြေပေးသည်ကျွန်တော်တို့က3ယောက်ပါသူတို့ကတော့များတယ်9 ယောက်10 ယောက်လောက်ရှိမယ်ထင်တာပဲနောက်ပြီးအားလုံးကမျက်နှာဖုံးတွေဆွတ်ထားပါတယ်အတိုက်ခံထားတဲ့နေရာကတော့အုပ်ဖို့နဲ့6တွေ့တောင်ကုန်းကြားချိုးပြက်ထဲမှာပါကျွန်တော်တို့မှပြန်တိုက်စရာလက်နက်မရှိတော့3ယောက်စလုံးအဖမ်းခံလိုက်ရပါတယ်ကျွန်တော်တို့မျက်နှာဖုံးဆွတ်ပြီးတနေရာခေါ်သွားတယ်ဘယ်နေရာလဲမျက်နှာဖုံးဆွတ်တာလို့ဘယ်နေရာမှမသိပါဘူးပြီးတော့ကျွန်တော်တို့မေးခွန်းနေမေးတယ်ပြန်မဖြစ်ရင်ရိုက်တယ်ဘာတွေမေးတာလဲ
ရှင်ရုံးမဲကိုဘယ်နားမှာဖွက်ထားလဲဆိုတာတွေပါဟမ်ညီကိုနှစ်ဦးစလုံးမျက်လုံးပြူးသွား၏မိုင်းညိုကကမန်းကနန်းမင်းဘာပြန်ဖြေလိုက်လဲကျွန်တော်တလုံးအောင်ဖြေခဲ့ပါဦးမဖြေတော့ပိုရိုက်တယ်ကနောင်တို့လိုက်ဖမ်းတဲ့အဖွဲထဲမှာကျွန်တော်ပါနေတယ်ဆိုတာလေသူတို့သိနေတယ်ထင်ပါတယ်ဟိုနေရာကိုမမေးပဲကျွန်တော်ပဲအဓိကမေးတာပါနောက်ဆုံးကျွန်တော်တတိလစ်သွားတဲ့အထိပါပဲသူတို့တွေဘသူဆိုတာအရေးမွဲလောက်တော့မသိခဲ့ဘူးလားတစ်ချိန်လုံးမျက်နှာဖုံးစွတ်ခံတာလို့ကျွန်တော်မသိခဲ့ပါဘူးမင်းကိုပဲဒီကိုပြန်ပို့လိုက်တယ်ဆိုတော့ကျန်တဲ့နှစ်ယောက်ကသူတို့စီမှာပေါ့အဲ့ဒါလည်းကျွန်တော်မသိပါဘူးထို့စဉ်မှာပဲငိန်နားထောင်နေတော့ဦးတိုင်ညိုကတခုံးဝင်မဲသည်သူတို့မေးသည်များမင်းပြန်မဖြေခဲ့ဘူးဆိုတာသိကြလားလုံးဝသိကြပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်စကားတခုံးတော့မဟာခဲ့ပါဘူးဦးတိုင်ညိုမျက်နှာတွင်ကျေနပ်မှုတွေပေါ်သွားသည်မင်းတော်တယ်လက်စွပ်တကွင်းကိုချွတ်ကအောင်တိုးထန်လှမ်းပစ်ပြီးသွားတော့အမိန်စကားဆုံးတော့လက်စွပ်လေးကိုတယူတရယူရင်အောင်တိုးနောက်လှည့်ထွက်သွားသည်နေအောင်မိုင်းညိုကလှမ်းခေါ်၍ယော့ဒီစာကိုဖတ်ကြည့်စမ်းမင်းအိတ်ထဲကတွေ့ထားတာကံပေးသောစာကိုတယိုတသေးယူဖတ်မိစေမှာပဲမိကွန်းတစ်ခုထွက်လာသည်ကနောက်အတန်ကိုမင်းကြားဘူးရမလားဟုတ်ကဲ့ကြားဘူးပါတယ်ညမင်းကိုစစ်မေးတဲ့လူတွေထဲမှာကနောက်နဲ့အတန်တူတာပါလားအောင်တို့ခဏတာတွေးဝေသွားပါသည်ပြီးတော့မှမပါပါဘူးဒါပေမဲ့ငါချစ်မို့လေကားထောင်မိမယ်ပင်လယ်ကိုတရားခင်းမိမယ်ငါမိုးရင်တော့ငရဲကိုတောင်ပြကြအောင်မီးရှို့ပစ်မယ်အဲ့ဒီစကားဖိုးထောင်မသိခင်ပြောသွားတဲ့စကားမလားဟုတ်တယ်လေအဲ့ဒါကိုဘာလို့စာထဲမှာစီသူရေချိုးနေလျက်မှပင်ခေါင်းရှုပ်သွားသည်ကိုကြီးမောင်ကတော့ရေစက်တွင်ထိုင်ပြီးထုံးစံမပြတ်ဆက်လက်ဖွာနေ၏တောင်ကျချောင်းလေးတစ်ခုမှဖြစ်သည်ရွာနှင့်ဝေသောတောတွင်မှဆန်းချောင်းလေးပါထိုချောင်းလေးကရိုးမတွင်မှစီးစင်းကတနေရာတွင်ပွေးလာကုန်းမှလာသောတဲချောင်းလေးနှင့်တွားဆောင်သည်ကိုကြီးမောင်နဲ့တွေ့ပြီးနောက်မှာစီသူရွာကိုမပြန်ဖြစ်တော့ထင်ကျော်ကတော့စိတ်ပူနေပေလိမ့်မည်မတက်နိုင်ပါလူဆိုသည်ကစိတ်ဆောင်ရလိုက်တတ်သောတတဝါတစ်မျိုးပင်မဟုတ်ပါလားကိုကြီးမောင်ကတောထဲတွင်တယောက်တည်းနေသူဖြစ်၏ယခုရေစင်းချိုးရမှလည်းကိုကြီးမောင်နေထိုင်ရာပတ်ဝန်းကျင်တောင်ကျချောင်းလေးဖြစ်ပါသည်အခုစာထည့်ပေးတဲ့လူကိုဘယ်သူလို့ခမထင်လဲကနောင်လို့ရေးထားတာပဲလေစီသူတအံ့တော်ဖြစ်ကခမယုံတယ်ပေါ့အဲ့အတိုင်းပဲတွေ့တာပဲကိုကြီးမောင်ကအကဲခတ်ကြည့်မိပြီးဆိုလည်းပြောနေပေမဲ့မျက်နှာကလေးနက်သောအသွင်ကိုစောင့်နေသည်စလိန်ငွေတွေကိုခပ်ပြင်းပြင်းမှုတ်ထုတ်ရင်းတစုံတရာကိုအကျိတ်နဲ့စဉ်းစားနေကြောင်းထင်ရှားလာသည်အတော်ကြာအောင်ငြိမ်သက်သွားပြီးကမှဘသူရဲလို့တော့အတိအကျပြောလို့မရဘူးကွ။ဘာကြောင့်လဲဆိုတော့ဦးတိုင်ညိုမကျေနပ်တဲ့လူတွေဒီနယ်တကြောမှာအများကြီးပဲ။သူတို့တွေးပင်ရွာမှာရှိတယ်။အဲ့တော့စာကိုဘသူပို့လဲဆိုတာပြောဖို့ခက်တယ်။ဒါမဲ့စာအောက်ဆုံးစကားတွေကဖိုးထောင်မသိခင်ပြောသွားတဲ့စကားတွေလေ။ကိုကြီးမောင်ကခေါင်းကိုဖြည်းဖြည်းရမ်းပြသည်။မင်းကအခုတခါပဲကြားဖို့လိုက်တာကိုဖိုးထောင်ရှိရလူတချို့လည်းအဲ့ဒီစကားပြောပြီးတေးသွားဘူးတယ်။ဖြာဟုတ်တယ်ငါတီးသလောက်ပြောရရင်ငှက်ပြားနဲ့သေးတဲ့ဖိုးပိန်ဝမ်းပြက်ပြီးသေးတဲ့ထုံးခိုင်သူတို့လည်းဖိုးတောင်ကြောင်ကနန်းပြောတဲ့စကားမျိုးပြောပြီးတေးသွားကြတာထုံးခိုင်ကိုတော့သူကောင်းကောင်းသိ၏ဒါပေမဲ့ထုံးခိုင်တေတော့ကိုကြီးမောင်ကျွန်တော်တို့နဲ့၆ထွေတောင်ကုန်းမှာအတူတူရှိနေတာပါတဘောက၆ထွေတောင်ကုန်းမှာအတူတူရှိနေလျက်နဲ့ထုံးခိုင်မသိခင်ပြောသွားသောစကားကိုဘလို့သိလဲဟူသည့်တိတ်ပဲသူ၏စကားထောက်မှုကိုကိုကြီးမောင်ကသဘောကျသလိုပြော၍ပါလေမင်းကထုံးကန်ကြောင်ကနန်းအော်တာကိုတေကန်ကြီးမှလို့ထင်နေရလားဒီလိုဆိုတော့လေစီသူပြန်မပြောနိုင်တော့ပါထုံးကန်တတိလေး၍စေကန်ရောက်မှသာသူပထမဆုံးမြင်မှုချင်းဖြစ်သည်ထိုအရင်နေ့တွေကဘာတွေဖြစ်ခဲ့လဲထုံးကန်ကြောင်ကနန်းမြေပါတွေအော်ခဲ့လဲသူမသိ73ယောက်လုံးကိုလေးလာနေသူမို့ကိုကြီးမောင်စကားကိုလက်ခံရပြီလိမ့်မည်ကိုကြီးမောင်ပြောမှုတဲ့တေကန်ကြီးလူတွေရဲ့နှုတ်ထက်စကားဆိုတာအဲ့ဒါကိုပြောတာလားဟုတ်တယ်အဲ့ဒီစကားသုံးခုကိုပြောတာအထူးအဆန်းပါပဲအသက်တေကန်ဤ၌ထိုစကားသုံးခုကိုဘာကြောင့်တူညီစွာပြောရပါသလဲအတွေးများစွာနဲ့စီသူရေချိုးခြင်းအမှုကိုအဆုံးသတ်လိုက်သည်တောင်ကျရိပ်မို့တကူလုံးစိတ်အေးကနေပြီးထိုစဉ်မှာပဲရေစံမမျောလာသောအရာတချို့ဟဲကိုကြီးမောင်စကနေခုန်ထသည်ပန်းပွင့်များလက်လက်ဆက်ဆက်ခူးချိုးထားသောပုံစံသုံးပွင့်တိတိရေစည်းမှနှင်းကြီးမြင့်ကြီးပါလာသည်နှစ်ဦးသာရေစံကိုအတိတ်စာပေနှင့်မျှော်ကြည့်မိလိုက်၏ကိုကြီးမောင်လက်ကိုဆွဲကခိုးတက်လိုက်သည်ကမ်းပါမှာနတ်တီကြောင့်ကိုကြီးမောင်ကအရင်တက်ပြီးသူ့ကိုဆွဲခေါ်ခြင်းဖြစ်သည်သူတို့နှစ်ဦးရဲ့ညာဘက်အချမ်းစီမှာတက်တွင်တွင်စီးနေသောတောင်ကျချောင်းလေး
မကြခင်အချိန်ကထိုချောင်းလေးအထက်ပိုင်းစီမှပန်းသုံးပွင့်မျောလာသည်ယခုသူတို့နှစ်ဦးထိုပန်းသုံးပွင့်ဤစတင်ရာကိုလိုက်လံစုံစမ်းခြင်းဖြစ်၏အထက်ပိုင်းစီမှဘသူရှိနေလဲလူဆိုးလားလူကောင်းလားသို့မဟုတ်မနက်ကဖတ်ခဲ့ရသောစာပါအတိုင်းကနောင်များလားဘလို့ပဲဖြစ်ဖြစ်သူတို့သိကြဖို့လိုပါသည်မဟုတ်ပါကအောက်ဘက်တွင်နေထိုင်သောကိုကြီးမောင်အတွက်စိုးရင်ရပါ၏စမ်းချောင်းပေးမှတီးကတစ်ပင်ချုံတွေများကိုအကာအကွယ်ယူရင်းရှောက်လာကြရာကုန်းတရာညနီးနီးလောက်ကြာတော့ရှေ့ရသွားနေသူကိုကြီးမောင်မှာရုတ်တရက်ခြေလန့်ကိုရက်လိုက်သည်ပြီးတော့ရှေ့ကန်းဆက်ကိုလက်ညှိုးထိုး၍ဟိုမှာကြည်စမ်းလမ်းကြည့်တော့ကမ်းခြေတဲပြင်ပေါ်တွင်ခြေရာတချို့ကိုတွေ့ရသည်အနီးကပ်သွားကြည့်တော့လူခြေရာများပါပင်ဒါပေမဲ့လူအများကြီးရဲ့ခြေရာမဟုတ်တဦးရဲ့ခြေရာထိုခြေရာကရေထဲကတက်ကကန်းဆက်ကိုဖြတ်ပြီးတောတွင်းကိုဝင်သွား၏သူနဲ့ကိုကြီးမောင်တဦးကိုတဦးကြည့်မိလိုက်သည်စဉ်းစားကြမလို့ပါစပြီးမှတော့ဆုံးအောင်သွားပြီးတော့မည်ခြေရာကိုကောက်ကတောတွင်းကိုဦးတီလိုက်၏ခြေရာမှာအပြားကြီးသည့်ကြောင့်ယောက်ျားတဦး၏ခြေရာဖြစ်ကြောင်းခွဲခြားသိမြင်နိုင်သည်ဘသူခြေရာဆိုသည်ကတော့ပုံရှိုးကွယ်ရှိုးဖြင့်ခြေရာကောက်လိုက်လာခဲ့ကြရာနောက်ထပ်ကွန်းတရာညက်ခန့်ကြာသွားပြီးစဉ်မှာဟာနှစ်ဦးသာမြေတွင်ဝစ်ပြီးချောင်းမြောင်းတော့ဝါတဲလေးတစ်လုံးတောင်ကမ်းမရံကိုအမိပြုပြီးတိဆောက်ထားသည်တော်ရုံတန်ရုံတတိမထားမိနိုင်သောနေရာမုတ်ဆိုးများတစ်ခုတ်ဝါခုတ်သမားများပင်ရိမ့်မိဖို့မလွယ်ဒါပေမဲ့ထိုဝါတဲလေးတွင်လူတဦးတယောက်မှရှိမနေနောက်ထပ်ထူးခြားတာတစ်ခုကတဲရှိတွင်တင်ငန်းတစ်ထည်လှမ်းလာလေသည်တကားခောက်တန်ဘယ်သူလဲငါစီတူဟာဟဲ့ကောင်ခဏလေးအတွင်းမစီမှာအပြေးလျှောက်လာသောခြေတံကိုကြားရသည်ကြောက်ကနေမိန်တုံးချတံထွက်လာပြီးနောက်တကားတစ်ချက်ပွင့်လာတော့၏စီတူအထဲကိုအမြန်ဝင်လိုက်သည်အိမ်တွင်းရောက်ချင်းပင်ထင်ကျော်ကဘယ်လိုလုပ်ပြီးနောက်ဖေးကရောက်လာရတာလဲရွာထဲမှာအချင်းတွေဘာတွေထူးခြားနေရလဲမသိတာနဲ့နောက်ဖေးပေါက်ပဲဝင်လာခဲ့တာဘယ်လိုလဲရွာမှာဘာတွေထူးခြားသေးလဲထင်ကျော်ကမီးအိမ်ကိုမီးစာတင်သည်ဘက်ထရီမီးချောင်းဖွင့်မထားတရွာလုံးထိတ်လန့်နေကြတာလွယ်ပြီးဘာမှတော့ထူးထူးခြားခြားမရှိပါဘူးဒါပေမဲ့မင်းတို့တော့ဘယ်ပြောက်သွားလဲဆိုပြီးမေးနေကြတယ်တကြီးတောင်လမ်းလျှောက်ရဲဆုံလို့မင်းကိုမေးနေသေးတယ်ကွဟုတ်လားမင်းဘယ်လိုပြောလိုက်လဲကြောက်ကြီးကတောတက်ဖွဲ့လာလို့လိုက်သွားတယ်လို့ပြောတာတယ်အေးကောင်းတယ်မင်းတို့ရောဘာတွေထူးခြားသေးလဲထင်ကျော့အမေကိုတော့စီတူတစ်ဖွဲ့တစ်နွဲ့ရှင်းပြရပြီတော့မီကနောင်တို့ဇလန်းကိုတော့ကိုကြီးမောင်စီမတိတလောက်ထင်ကျော့ကိုပြောပြထား၏ဒါကြောင့်လည်းနောက်ဆက်တွဲသတင်းများကိုထင်ကျော်စိတ်ဝင်စားနေခြင်းဖြစ်ပါသည်ပြောရရင်တော့တော်တော်များတယ်ကွဖိုးထောင်မသေးခင်ညကပဲစရလိမ့်မယ်ထို့နောက်တော့သူတို့နှစ်ဦးမှိုင်းညုံအုပ်ဖို့တော့တွားရောက်စုံစမ်းပုံနောက်နေ့မနက်အတူပါရာဇာနဲ့စကားပြောဆိုဖြစ်ပုံ၆တွေ့တောင်ကုန်းအားတွားရောက်စောက်ကြည့်ပုံမနက်ရောက်တော့မြင်းတကောင်နဲ့လူတစ်ယောက်ရောက်လာပုံထိုလူအိတ်ထဲမှာစာထိုစာကိုရပြီးနောက်တောတွင်း၌ရေချိုးနေစဉ်တိုက်တိုက်ဆိုင်ဆိုင်ပန်းသုံးပွင့်မျောလာခြင်းရေစံတို့စံတက်ကြည့်ရာမြင်တွေ့ရသောဝါတဲလေးတစ်လုံးစတာတွေကိုစီကာပကုံးပြော၍အဆုံးသတ်တော့ဒါဆိုဝါတဲကဘယ်သူမှမရှိဘူးပေါ့မရှိဘူးစဉ်းစားစရာတော့ကောင်းသားကွာနော်ခြေရလက်လက်ဆက်ဆက်နောက်ကိုလိုက်သွားပြီးတော့မှနေတဲ့နေရာရောက်တော့မှလူကိုမတွေ့ရဘူးဆိုတော့အေးကွာငါတို့လည်းအဲ့ဒါကိုပဲအခဲမကြီးဖြစ်နေတာဒါမှမဟုတ်နောက်ကမင်းတို့လိုက်လာရဲဆိုတာသိလို့များတမင်ရှောင်ထွက်သွားတာလားငါတို့လည်းအဲ့လိုထင်တာပဲတင်ငန်းလှမ်းလာတာတွေ့တယ်ဆိုတော့ဘုန်းကြီးများဖြစ်နေမလားအဲ့လိုတော့ဟုတ်မယ်မထင်ဘူးဘာလို့လဲဆိုတော့တင်ငန်းသာလှမ်းလာတာဝါးတဲ့ကလူနေဝါးတဲ့အစ်စ်ပဲကျောင်းတင်ငန်းနဲ့တူတာဘာမှမတွေ့ဘူးငါတို့တေချာကြည့်လာခဲ့တာထင်ကျော်ငြိမ်သွားပါ၏ပြီးတော့သူ့ထင်မြင်မှုကိုပြောပြပါသည်မင်းထင်တယ်လို့ကနောင်များဖြစ်နေမလားမသိဘူးမသိပါဘူးကွာနောက်တစ်ခေါက်တော့ထပ်သွားကြည့်ရမယ်ထိုစဉ်မှာပဲသူတို့အိမ်လေးဤတောင်မက်အရက်စီမှာခွေးဥတံများကိုကြားရသည်တကောင်ဤစားတင်မှုကကြားရအရက်မှခွေးများအားလုံးတက်လှမ်းလိုက်တယ်လို့ဖြစ်သွားစေပါသည်စီတူနဲ့ထင်ကျော်တယောက်ကိုတယောက်ကြည့်ကတရွာလုံးကထိတ်လန့်နေပါလေဆိုမှပူဆိုးကုန်တော့မယ်ကြောက်ရင်ပူချောက်တတ်တာလောကဓမ္မတာပဲကွာအမှန်သူတို့နဲ့တပြားသားမှဆိုင်တာမဟုတ်ဘူး73ယောက်နဲ့ပဲပတ်သက်တာအဲ့ဒါဟိုကမကြောက်ရဘဲနဲ့မဆိုင်တဲ့လူတွေကဝင်ကြောက်နေတယ်ဒီစကားကိုတော့ထင်ကျော်ကဝင်ရင်းသည်မဟုတ်ဘူးရွာသားတွေထက်အခုသူတို့ကပူကြောက်နေကြပြီဘာလို့လဲဆိုတော့ကြံတဲ့6ယောက်ထဲကဖိုးမောင်ဆိုတဲ့လူရဲ့အခြေအနေကိုငါကောင်းကောင်းသိတာလို့ပဲဖိုးမောင်ရင်းနှီးရတော့နာမည်မို့စီသူနှုတ်မှလှုပ်ခနဲ့ထွက်သွားသည်ဟုတ်တယ်ငါစီဆေးကန်းလာပြတာ2ရက်ရှိနေပြီဘာဖြစ်လို့လဲအလင်းစလို့ထွက်သွားသောစီသူအမေကို
နာမည်တက်လို့မရတဲ့ယောဂဆိုပါတော့ကွာစားမဝင်အိမ်မပြောဖြစ်ပြီးအလိုလိုကြောက်နေတဲ့ယောဂဒီနေ့မနက်ဆိုပို့ဆိုးတယ်စကားတော့မေးလို့မရအောင်ငုံငုံငိုင်နဲ့ထူးကြတာ2ရက်အတွင်းကိုလေးချိန်တိတိတတ်တာကျဆင်းသွားတယ်ငါစမ်းသပ်ကြည့်ရတော့ဘာယောဂမှမတွေ့ဘူးဒါပေမဲ့သူကြည့်ရတာယောဂကြီးကြီးမားမားတစ်ခုကြိတ်မိတ်ခံစားနေရတယ်လို့ပဲစီသူတကယ်ပင်အံ့ဩမိသွားသည်တိုက်တိုက်ဆိုင်ဆိုင်သူ့အကိုဖိုးထောင်တေးရပင်မကြသေးယခုညီဖြစ်သူကပါမင်းစီကိုတယောက်တည်းလာလားမဟုတ်အဖော်တယောက်ပါတယ်နည်းနည်းလေးထူးဆန်းနေကွာဆေးကန်းလာပြတဲ့လူနာဖိုးမောင်တယောက်ထဲပဲမယ်ပြန်တော့3ယောက်စာဆေးဝယ်သွားတယ်ဘလို့ကြောက်ရင်မသိဘူးစဉ်းစားရပြန်ပါပြီစင်းညံတွင်လမ်းလျှောက်နေရမှအပေါ်တန်းမှအတန်တချို့ကြာ၍နားဆွင့်လိုက်သည်အကိုကြီးအခန်းစီမှထွက်လာခြင်းမှာပထမလူးလွန်လှုပ်ရှားတန်တွေကိုကြားရ၏တအောင်ကြတော့တကားဖွင့်တန်ထွက်လာသည်ပြီးတော့အပေါ်တန်းဧကန်စီမှလမ်းလျှောက်တန်အကိုကြီးလည်းသူ့လိုအိမ်မရဘူးထင်ပါတယ်တအိမ်လုံးကညတကောင်တွင်တိတ်ဆိတ်လျက်ရှိနေသည်ခြံထဲကအလုတ်သမားတွေကိုစီအိတ်ဆက်နေကြပြီးသူတို့သာမှိုင်းညိုအပေါ်ထက်ကိုတက်သွားလိုက်သည်လေကားဆုံတော့ထင်းသားတလို့ပါပဲအကိုကြီးတိုက်ညိုကကျိန်ကလထိုင်ကြီးတစ်လုံးပေါ်တွင်မျက်စိပြက်မျက်နှာပြက်ဖြင့်ငုံငူကြီးထိုင်နေသည်ရှေ့စပွဲပေါ်မှာကအရက်တစ်လုံးနှင့်ဖန်ဝက်တစ်ခွက်ဖန်ဝက်တွင်မှအရက်တစ်ဝက်တတလောက်လောင်းထည့်ထားသည်အကိုကြီးအိမ်မပြောဘူးလားသူ့အမြင်တော့ဦးတိုက်ညိုခေါင်းကိုလေးပင်စွာရန်ကရှေ့မှရက်ခွက်ကိုတစ်ကြိုက်တည်းမိုးချပစ်လိုက်သည်အိမ်မဆိုးတွေမှတ်ပြီးလှန့်နိုးလာတာအကိုဖြစ်သူ၏စကားကြောင့်မိုင်းညိုထိတ်လန့်သွားပြီးဘာတွေမှလို့လဲဒီလိုပါပဲကပ်ပေါ့အဖြစ်ပြေး၍အရက်ကိုနောက်တစ်ခွက်ထပ်တောက်သည်ပြီးတော့ကလထိုင်ကိုကြောမိကရှေ့စပွဲပေါ်ခြေတင်၍မင်းကောင်ကျွန်တော်လည်းအိမ်မရလို့လမ်းထားချောင်းရင်အပေါ်မှာအကိုကြီးတန်ကြားရတယ်တက်လာတာအောင်တို့တောက်တဲ့စီကိုမတောက်လားတောက်တာပေါ့ဒါပေမဲ့ဘလို့မှအိတ်ချင်စိမ့်မဖြစ်ဘူးအိတ်လဲပြောမှာမဟုတ်ဘူးဗျာအိမ်မရတဲ့ညနေညလို့အိတ်ရမှာတော့ကြောက်နေပြီအကိုကြီးရောစိတ်မတောက်လားတောက်တယ်တမေးပါပဲကွာအိမ်မက်မှတ်ပြီးလန့်နိုးလာတယ်ဘလို့မှဆက်အိတ်လို့မရတော့ညီကိုနှစ်ဦးမှတဦးကိုတဦးကြည့်ပြီးစကားတော့ရက်သွားသည်ဦးတိုင်ညိုကတပ်ပြင်းတစ်ခုကိုချကအေးကွာငါတို့မှဘာလို့လာဖြစ်ရတယ်မသိဘူးမိုင်းညိုတုံးမပြန်ဖြစ်လောကဟူသည်ကရယူလို့လျင်ပေးဆက်ရတာတမတာပဲမဟုတ်ပါလားသူတို့ကမပေးဆက်ပဲရယူခဲ့သည်ယခုတော့ပေးဆက်ဖို့အလဲရောက်လို့လာခဲ့ပါပြီကောင်းကိုက်ဆိုင်ကြနေတော့ညီဖြစ်သူကိုလှမ်းကြည့်ကတောက်မှမလားခွက်သွားယူလေမိုင်းညိုထိုင်ရမှထားလိုက်သည်ပြီးတော့နေရန်ကမှန်ပြီးတော့တွင်းမှဖန်ဝက်တစ်လုံးကိုထုတ်ကစပွဲတွင်ဝင်ထိုင်၏ဦးတိုင်ညိုကဖန်ဝက်တွင်းတို့အရက်လောင်းထည့်ပေးပါသည်အချိန်ဆိုင်မနေတော့ပဲမိုင်းညိုမောချလိုက်သည်လေချောင်းတစ်လျှောက်ပူလောင်ပြင်းရှသောအရေတွေစီးဝင်သွားသည်ပြီးတော့နောက်တစ်ခွက်နှစ်ခွက်ဆင်းတောက်ပြီးချိန်မှာခန္ဓာကိုယ်ကရှိန်တိန်တိန်ဖြစ်လာသည်စောက်တရမရသောစိတ်တွေလည်းအနှဲငယ်တည်ငြိမ်လာသည်ဟုထင်ရသည်တကယ်ကတည်ငြိမ်လာခြင်းမဟုတ်ကိုလှည့်စားပစ်လိုက်တာပါအရက်တောက်တော့သွေးဆူလာသည်သွေးဆူလာတော့တုံးပြန်ရဲလာသည်ဒါပဲဖြစ်သည်တည်ငြိမ်စွာတုံးပြန်တတ်အောင်မှသူတို့တင်ကြားခဲ့ခြင်းမရှိခဲ့တာလေငါတို့ဘယ်နှယောက်ကြံတယ်6ယောက်ဘသူတွေလဲအကိုကြီးရဲ့ကျွန်တော်ရဲ့ဝေလအောင်တိုးစောပြူနဲ့ဖိုးမောင်တို့ပါဦးတန်ညိုငြိမ်ကြသွားပါသည်ရှေ့မှအရက်ကိုနောက်တစ်ခွက်ထပ်ငဲတောက်သည်ပြီးတော့ဒီ6ယောက်ထဲမှာအခုလဲရဘသူလဲလို့မင်းထင်လဲဗျာမိုင်းညိုကြောင်သွားပြီမယ်အကိုဖြစ်သူကတော့နောက်တစ်ချိန်ထပ်မမေးပါထို့ကြောင့်သူထင်နေတာကိုပြောလိုက်သည်ဖိုးမောင်ဦးတန်ညိုပခုံးတွန်းကဘသူပဲဖြစ်ပေါ့ကွာအဓိကငါတို့မဟုတ်ဖို့အရေးကြီးတာပဲမဟုတ်လားသူ့ကိုတစ်ချက်လှမ်းကြည့်ကဦးတိုင်ညိုကစကားဆက်သည်တကယ်တော့ဒီ theory ကရှင်းရှင်းလေးကွာမြေ3နေရာဖြစ်တဲ့အတွက်ဘလို့ပဲဖြစ်ဖြစ်6ယောက်မှနောက်ဆုံးကြံတဲ့3ယောက်ကလွတ်မယ်အဲ့ဒီ3ယောက်ဒီငါတို့ပဲဖြစ်ရမယ်ဒါပဲဒါပေမဲ့ကျွန်တော်တို့73ယောက်လုံးအတူတူလုပ်ခဲ့တာလေမှန်တယ်73ယောက်လုံးလုပ်ခဲ့ပေမဲ့တင်းကျန်းရလက်ခံတာဒီအခုဆို3ယောက်ထဲအဲ့ဒီ3ယောက်ပြီးသွားရင်ကြံတဲ့လူတွေကအလိုလိုလွတ်သွားလိမ့်မယ်အဲ့တော့နောက်ဆုံးကြံတဲ့လူတွေဖြစ်အောင်လုပ်ရမယ်ဘယ်လိုလုပ်မှာလဲငါ့ကိုထပ်မေးပြန်ပြီကဘာမီးလောင်တားကောင်ချနေဆိုတဲ့စကားကိုမင်းမကြားဘူးလားကဘာမီးလောင်မှာတော့ဘလို့တားကောင်မျိုးပဲဖြစ်နေချနေရမှာပဲထိုက်တဲ့စတဲ့မှုဆိုတော့ရှိတယ်ကွာငါညီရမိုင်းညိုငိန်သွားခဲ့ကြပြီအကိုဖြစ်သူကြီးဆိုလိုရင်းကိုလည်းသဘောပေါက်သွားခဲ့ပြီမတတ်နိုင်တော့လူဟူတီကကိုအချစ်တက်ဆုံးတတော်ဝါတစ်မျိုးပင်မဟုတ်ပါလား
ကိုနဲ့ရှင်တာလျင်